Hello မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သဆွဖြစ်ထားတဲ့ဒီ Hotpot Buffet ဆိုင်လေးပဲဆန်ပေးချင်ပါတယ်ဆန်နာမည်ကတော့ဒီမာလာပေါ့ဒီဆိုင်လေးကကျတော့190ဘတ်နဲ့ Buffet စားလို့ရတယ်ပေါ့အရန်တန်နဲ့အရသာနဲ့ကောင်းပါတယ်ဆန်ကကျတော့ဒီလိပ်စာကိုတော့လေကျွန်တော်ဒီအပေါ်မှာချထားပေးပါမယ်သူကစားနိုင်တယ်တော့တော်တန်တဲ့ဆိုင်ကလေးပါဒီအရှိမဒီဗီဒီယိုတွေကမြင်ရတဲ့အတိုင်းပေါ့ဒီလိုလေးတွေပြထားတာပေါ့နော်ဒီတိုင်းလေးပဲသွားနေတယ်ကိုစားကြတဲ့ဟာရှိလို့ရှိရင်ကိုဆွဲယူလိုက်ရုံပါပဲအရန်လွယ်ပါတယ်199ဘတ်တန်ကြတော့နည်းနည်းလေးပရီမီယံအသားလွှာတွေပါစားလို့ရတယ်ပေါ့199ဘတ်တန်မှာကျတော့အရေးရကျတော့ free မျိုးရတယ်ပေါ့199ဘတ်တန်မှာကျတော့ free မျိုးရပါတယ်199ဘတ်တန်မှာကျတော့ဘဲဥဘဲအသေးတို့ဘဲသွေးတို့လားအဲ့ဒါတွေရတယ်ကိုရီကတော့ဘဲသားမစားဘူးဆိုတော့ဒီ199ဘတ်တန်နဲ့ဟောစားတယ်မနေ့ကကျတော့199ဘတ်တန်မှာ2ယောက်စားတဲ့အေးပါရပါဘူးနော်ဘယ်လောက်ကြလဲဆိုတော့400စိုးနေပဲကြပါတယ်400ကျော်လောက်ပြီးခဲ့တဲ့တစ်ခေါက်သွားတော့3ယောက်စားတယ်အဲ့ဒီတော့တယောက်199ဘတ်တန်စားကြတယ်ဒါပေမဲ့199ဘတ်တန်နည်းနည်းတော့တန်တယ်စားကြပါဦးဗျာမနေ့ကကျွန်တော်တို့စားတဲ့ချိန်ဆိုတော့နေတယ်ပေါ့နော်မိုးကလည်းရွာနေတဲ့ခါကျတော့နည်းနည်းတော့ပိုတော့ဆင်ပြေဒီဆော့တွေတော့အများကြီးပဲကိုဆက်လို့ရှင်ဆက်တတ်တယ်လို့ဆက်လို့ရတယ်ဒီဘက်ကတော့ထမင်းဖြူလည်းပေးတယ်ရေခဲတွေတော့ free ပေးတယ်ပြီးကျွန်တော်ဒီမှာရွှေအေးတို့ရေခဲချစ်တို့ကျတော့ free ပေးတယ်အဲ့ဒါကျတော့ကိုပတ်သက်ဘူးလုံးစားလို့ရတယ်ပေါ့နော်ဒီအချိုရည်နဲ့အရေတို့အေးတို့ပဲ free ပေးတယ်ပေါ့နော်ဒီຢာတွေပါကျွန်တော်ပတ်သက်ဘူးရတယ်ကျန်တာတော့ free တွေပါပဲ199ဆိုတာတော့အရန်တန်ပါတယ်ဘာလို့လဲဆိုတော့ဒီသူဟာတွေကရွေးပြီးစားလို့ရတယ်ချီဘိုးလက်တူကင်းမို့လို့ဒီသားလွှာတွေတော်တော်များပါပါတယ်သူတက်သားတို့အမေသားတို့ဝက်သားတို့ပြီးလို့ရှိရင်ဒီဆလာမောငါလိုက်သားတို့ဒီခုတို့ပါပါတယ်ပြီးလို့ရှိရင်တော့အခြားအသားတွေလည်းပါတယ်ဒီနေထားတဲ့အသားတွေလည်းရှိတယ်ပေါ့နော်ဘိုးလက်မှာတက်ပြီးတော့ညင်လိုက်လူရှင်တော့ဒီရေခုတွေတအားစားလို့ကောက်မနေ့ရတာစားပြီးတော့ပြန်လာတာချားတွေပါ